ပပရုံပပရုံပပရုံရဲ့စကလုံးရဲ့အတန်အတွက်ကပေါ့နော်ထိုင်းလူမျိုးတွေအပြင်မှာပြောတဲ့အတန်ဆိုရင်တော့ပပုံလို့ပြောလိမ့်မယ်တကယ်တမ်းထိုင်းစလုံးအတိုင်းတိုက်ရိုက်ဖတ်မယ်ဆိုရင်တော့ပရုံလို့ဖတ်ပြရပါမယ်နော်နှစ်ခုလုံးမှန်ပါတယ်ပရုံပြုပြင်မွမ်းမံတာပြောတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာမေးစရာတစ်ခုရှိတာကဲခိုင်တို့ကဲတို့အခုတင်တဲ့ပရုံကဘလို့ကွာလဲလို့မေးမယ်ဆိုရင်ကဲခိုင်အဲ့စကလုံးနှစ်ခုကကျတော့မားတဲ့အရာတွေနောက်တစ်ခါပျက်စီးသွားတဲ့အရာတွေပြုပြင်နေဆိုရင်ကဲခိုင်ကိုသုံးပြရတယ်အခုတင်တဲ့ပပုံရဲ့အဓိပ္ပာယ်ကတော့မပြည့်စည်ဘူးအကောင်းတိုင်းရှိနေသေးတယ်အဲ့ဒီဟာကိုဒီထက်ပိုကောင်းအောင်ပြုပြင်မွမ်းမံတာမျိုးပြုပြင်မွမ်းမံနေဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပပုံရမှာနော်ဒုတိယတစ်ကြောင်းတောင်းပပုံတောင်းရဲ့အဓိပ္ပာယ်ရကိုရရမယ်သူကကျတော့ကရိယာရဲ့အရှိမရဲ့မြင်ရလိုက်တာရှေ့ဗီဒီယိုတွေမှာလည်းအများကြီးပြပြခဲ့ပို့ပြီးသားပါနော်တောင်းပပုံဆိုတော့ပြုပြင်မွမ်းမံရပါမယ်နောက်တစ်ကြောင်းတောင်းပပုံဟိုင်းဒီတောင်းပပုံဟိုင်းဒီတောင်းပပုံပြုပြင်မွမ်းမံရပါမယ်ဟိုက်ဒီကောင်းအောင်ပြုပြင်မွမ်းမံရပါမယ်အဲ့တော့ဒီနေရာမှာ high ရဲ့အသုံးလုံးဒီပေးရဲ့လို့ပြန်ရပါအောင်เนาะ high ရဲ့နောက်မှာ verb adjective နေတယ်ဆိုရင်သူ့ကိုအောင်လို့ပြန်မှာဖြစ်ပါတယ်เนาะ okay အဲ့လို grammar တွေကိုကိုယ်အသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်เนาะ grammar video class လေးကိုအပ်လို့ရပါတယ် okay နောက်ဆုံးတစ်ကြောင်းต้องปรับปรุงให้ดีกว่าเดิมต้องปรับปรุงให้ดีกว่าเดิมအဲ့တော့ต้องปรับปรุงให้ดีဒီที่အပေါ်မှာပါပြီးသားစကားလုံးအသစ်ပေါ်လာတဲ့စကားလုံးကတော့ กว่าเดิมกว่าရဲ့အဓိပ္ပာယ်ကတော့ပို့၍ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအကြောင်းအရာနှစ်ခုနိုင်ရှင်တဲ့အခါမှာကြားရတဲ့အနေထားသုံးလေးရှိတယ်กว่าပေါင်းเดิมပေါ့เนาะဒီမှာဆိုရင် term ဆိုတော့ငကိုမူလအရင်ကိုပြောတာဖြစ်ပါတယ်အရင်ထက်ပေါ့เนาะအရင်အခြေအနေကိုပြောတာဖြစ်တယ်ဆိုတော့กว่า term ဆိုတော့အရင်ကထက်ပို့၍ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရှေ့စာကြောင်းနဲ့ပေါင်းမယ်ต้องปรับปรุงให้ดีกว่าเดิมအရင်ကထက်ပိုကောင်းလာအောင်ပြန်ပြုပြင်မွမ်းမံရပါမယ်